ဘုန်းကြီးလူထွက်ပုံမြင်လေးတစ်ပုတ်လောက်ပြောဦးမှာဗျာတခါတော့ကဗျာဘီလုံးကအားမိတွေပေါ့ဗျာသူတို့ကကြောင်းခင်းထဲမှာနေကြတာပေါ့အဲ့ဒီငှက်တေးသေးလေးတွေပေါ့မပြန်တန်းနိုင်တဲ့အချိန်မှာပဲအဲ့ဒီပြောင်းခင်းတွေကပြောင်းနေရမှဲ့ရင်လာတာပေါ့နော်အဲ့တော့သူ့ရဲ့သားတွေတာသမီတွေဘီလုံးငှက်မကြီးကမှားတယ်အမေတို့တဲ့ဒီနေရာနေပြီးတော့ပြောင်းပေးရလိမ့်မယ်တဲ့ဒါပေမဲ့တဲ့ဘယ်အချိန်ပြောင်းအောင်မလဲဆိုတာတဲ့တိကျတော့မသိသေးဘူးတဲ့တားတို့သမီးတို့တဲ့အမေအစာရှာထွက်တဲ့အခါကျရင်တဲ့တားတို့သမီးတို့ကတဲ့ဒီပြောင်းခင်းပိုင်ရှင်တဲ့သူ့သားပေါ့ပြောတဲ့စကားတွေကိုတဲ့တေချာနားထောင်ထားပါတဲ့ပြီးရင်တဲ့မမေကိုပြန်ပြောတဲ့ဆိုပြီးတော့အစာရှာထွက်သွားတာပေါ့အဲ့အချိန်မှာသူ့အမေကညနေဆောင်တဲ့အချိန်မှာအစာရှာပြန်လာတဲ့အချိန်ကျတော့မမေတဲ့ဒီပြောင်းခင်းပိုင်ရှင်တဲ့သူ့သားကတိုင်မင်နေတာကိုကြားတယ်တဲ့မနှက်ဖြန်ကြရင်တဲ့သူတို့မိတ်ဆွေတွေကိုပေါ့နော်ခေါ်ပြီးတော့ဒီပြောင်းခင်းကိုရိတ်မယ်လို့ပြောတယ်တဲ့အဲ့အတွက်ကြောင့်တော့တားတို့သမီးတို့တဲ့ဒီပြောင်းခင်းနေရာတွေဖယ်နေရာရှုပ်ပြီးပေါ့ဆိုတော့ပြောတဲ့အချိန်မှာဒီဘီလုံးငှက်မကြီးကအချိန်မကြသေးပါဘူးတားတို့သမီးတို့တဲ့သူတို့ကတဲ့မိတ်ဆွေတွေကိုအကူနေတာတဲ့အဲ့လိုပြောပြီးတော့သူတို့အေးအေးချမ်းချမ်းပဲအဲ့ဒီညောင်အိပ်ပြီးတော့ဖြတ်တန်းခဲ့တာပေါ့နောက်နေ့ကျတော့လေဘီလုံးငှက်မကြီးကသူ့သားတဲ့သမီးတို့မှားတယ်ဒီပြောင်းခင်းပိုင်ရှင်နဲ့သူ့သားရဲ့ပြောတဲ့စကားတွေကိုတဲ့တေးချာနားထောင်တာပါတဲ့ဆိုပြီးတော့သူကအစာကြထွက်သွားတယ်ဗျပြီးတော့ညနေကျတော့ပြန်လာတော့သူ့သားတဲ့သမီးတွေကပြောတယ်အမေတဲ့အမေပြောတဲ့အတိုင်းပဲမှန်တယ်အမေတဲ့ပြောင်းခင်းပိုင်ရှင်နဲ့သူ့သားကတဲ့သူတို့ထိုင်ဆောင်နေကြတာသူတို့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေမလာလို့တဲ့သူတို့တွေဒေါသအရန်ထွက်နေကြတယ်တဲ့ဒီပြောင်းခင်းကိုမရိပ်ဖြစ်ဘူးပေါ့မနှက်ဖြန်ကြရင်တော့သူတို့ရဲ့ဆွေမျိုးတွေကိုခေါ်ပြီးတော့ရိတ်မယ်လို့ပြောတယ်တဲ့ပထမဦးမှာတော့မိတ်ဆွေအပေါင်းအသင်းတွေနော်အခုတော့ဆွေမျိုးတွေကိုသူခေါ်ပြီးရိတ်မယ်လို့ပြောတယ်တဲ့အဲ့တော့အမေတဲ့တားတို့သမီးတို့နေရာပြောင်းပြီးပါတော့တဲ့အဲ့တော့ဘီလုံးငမကြီးကလည်းပြောတယ်ဗျတားတို့သမီးတို့ရေးတဲ့မလို့သေးပါဘူးတဲ့သူတို့ကဆွေမျိုးတွေကိုအားကိုးနေသေးတာပဲတဲ့အဲ့အတွက်ကြောင့်သူတို့သားမိတွေအဲ့ဒီညကိုလည်းစိတ်ချလက်ချနဲ့အေးချမ်းချမ်းနဲ့သူတို့အိတ်နေကြတာပေါ့နော်နောက်နေ့မနက်ကျတော့လေဘီလုံးငတ်မာကြီးကထပ်မာတယ်ဗျဒီပြောင်းခင်းပိုင်ရှင်နဲ့သူ့သားတွေမှားပြောတဲ့စကားကိုတေးချာနားထောင်ပြီးအမေကိုပြန်ပြောပါဆိုပြီးတော့သူကအစာချထွက်သွားတယ်ဗျညနေကျတော့ပြန်လာတဲ့အချိန်ကျတော့အမေရေးတဲ့အမေပြောတဲ့အတိုင်းပဲတဲ့သူတို့ရဲ့ဆွေမျိုးတွေရတဲ့တယောက်မှမလာဘူးတဲ့အဲ့တော့တဲ့ဒီပြောင်းခင်းပိုင်ရှင်နဲ့သူ့သားတွေကပြောတယ်တော်ပြီကွာတဲ့ဘယ်သူမှအာမကူတော့ဘူးတဲ့မနှက်ဖြန်ကြရင်မင်းနဲ့ငါနဲ့နှစ်ယောက်ရှိတော့မယ်ကွာလို့ပြောတယ်တဲ့ဆိုတဲ့အချိန်မှာဘီလုံးငှက်မကြီးကတားတို့သမီးတို့ရေးတဲ့ပြောင်းမှုအချိန်တန်ပြီဆိုပြီးတော့သူတို့နေရာပြောင်းရွှေ့သွားကြတာပေါ့ဗျာကဲပုံမြင်လေးကတော့ကိုကမှဘဝအောင်မြင်တိုးတက်မယ်ဆိုတဲ့သင်ခန်းစာလည်းရတာပေါ့ဗျာအားလုံးကျေးဇူးတင်ပါတယ်နော်